Hello အားလုံးပဲမင်္ဂလာပါကျမကလေအစကအတန်ရမ်းဆူလို့ပေါ့နော်အတန်မသွင်းတော့ဘူးလို့နေပေမဲ့မြန်မာပြည်ကြီးကလူတွေနဲ့အတူကျမရှိနေတယ်ဆိုတဲ့အကြောင်းကျမအတန်ပြတာပါကျမရှိနေပါတယ်မြစ်တာတွေလည်းပို့ပြီးနေပါတယ် reading လေးတွေမဖတ်နိုင်သေးဘူးပေါ့နော်ဒါပေမဲ့ဒီနေ့တော့ဒီရဲ့မြစ်တာဆက်ဝင်အလင်းစွမ်းအားဆိုတဲ့ဟာလေးကိုကျမကတ်ဆက်ပေးပါမယ်နော်အားလုံးလည်းကျမချမ်းသာပါစေဘေးရနေလည်းကင်းရှင်းပါစေအခုကြုံနေရတဲ့ဘေးဒုက္ခတွေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေပိတ်မိနေတဲ့လူတွေအားလုံးလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလွတ်မြောက်လာတဲ့လူတွေအားလုံးလည်းအသက်ရှင်ပါစေဘေးရနေကင်းပါစေထိခိုက်ဒဏ်ရာနည်းပါစေလို့ကျွန်မကဆုတောင်းပေးပါတယ်ရှင်ဘလို့အခြေအနေမျိုးမှမဆိုတဲ့မိမိကိုမိမိကဲတင်နိုင်တာအားပေးနိုင်တာစောင့်ရှောက်နိုင်တာမိမိလုပ်တဲ့ကုသိုလ်ကောင်းမှုတွေပဲဖြစ်ပါတယ်တဲ့ကုသိုလ်ဆိုတာအလင်းပါပဲတဲ့ဒီနေ့ရတဲ့ကက်လေးပေါ့နော်ဒီကက်လေးနဲ့အခုကျမတို့ဖြစ်ပေါ်နေတဲ့ဟာလေးနဲ့အရန်တိုက်ဆိုင်နေပေါ့နော်ဒီလိုမျိုးလေးလဲနေနိုင်လို့ရှင်ကျမတို့အတွက်ပိုကောင်းမယ်လို့ကျမတို့ကမြင်ပါတယ်ရှင်သူမကိုကြောင်ထိခိုက်နာကျင်တာမျိုးမဖြစ်စေရဘူးတဲ့တနေ့တာလုံးမေတ္တာစိတ်နဲ့ကြိုးစားပြီးနေထိုင်ပါမယ်တဲ့ဒါကတော့ကိုပေးတဲ့ကတိပေါ့နော်ကျမတို့ကသူများတွေကိုမထိခိုက်အောင်နေကြမယ်ပေါ့နော်ဒါမှဒါကဘာကြီးကအဆင်ပြေမှာပေါ့နော်ဒါကတော့ကိုယ့်ရဲ့စိတ်မှာတဲ့တတိအမြဲရှိနေတဲ့သူတွေဟာတဲ့လောဘဒေါသမောဟတွေကနေလွတ်မြောက်နေတတ်ပါတယ်ဟုတ်ပါတယ်ကျမတို့အခုပိတ်မိနေတဲ့လူတွေပဲဖြစ်ဖြစ်ကျမတို့အပြင်မှာရှိနေတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ဟာအရင်မပူပန်နဲ့လို့တော့မပြောချင်ဘူးပေါ့နော်ပူပန်ရမယ်ဒါပေမဲ့လို့ကျမတို့ဘာလုပ်နိုင်လဲကိုပဲအရင်စဉ်းစားရမယ်ပေါ့နော်ကျမတို့ငိုကြွေးနေတာသူတို့အတွက်အထောက်အကူပြုလားဒါမှမဟုတ်လို့ရှိရင်ကျမတို့မေတ္တာပို့နေတာဟာသူတို့အတွက်အထောက်အကူပြုလားဘယ်ရာကျမတို့ကသူတို့ကိုအထောက်အကူပြုလဲဆိုတာကိုတွေးပြီးတော့ပဲအကောင်းဆုံးတွေကိုလှုပ်ဆောင်ပါလို့မှချင်ပါတယ်ရှင်ကျမလည်းသက်နိုင်တဲ့ရွေးမေတ္တာလေးတွေပို့ပေးနေပါတယ်နော်အားလုံးလည်းကျမချမ်းသာလို့ရဆန္ဒပြပါစေကောင်းသောသူများနဲ့လည်းတွေ့ဆုံနိုင်ကြပါစေတခုခုသိချင်တာဖြစ်စေအကူအညီတောင်းချင်တာဖြစ်စေပေါ့နော်ကျမကူညီနိုင်တဲ့ဘက်ကနေကူညီပါမယ်တခုခု reading အနေနဲ့မေးချင်တယ်ဆိုလို့ရှိရင်လည်းဒီတစ်ပတ်မှာတော့ကျမတို့free reading လေးတွေလုပ်ပေးမယ်ပေါ့နော် Telegram link လေးလည်းချပေးထားပါမယ်ရှင် TikTok မှာကျတော့ကျမကိုစာလာပို့လေကျမကတိတ်မကြည့်ဖြစ်ဘူးပေါ့နော်ဒါကြောင့်မလို့ Telegram မှာပဲလာပို့ပေးဖို့တောင်းဆိုပါတယ်လူတစ်ယောက်ကိုမေးခွန်းတစ်ခုပေါ့နော် free reading လေးလုပ်ပေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်